လာပါရှင်ညီမနာမည်ကတော့ချူမြတ်ဆန်နီဖြစ်ပါတယ်CIC ကို OSSC program နဲ့ April 2025 intake မှာတက်ရောက်ခဲ့ပါတယ်ဟုတ်ညီမက preschool ကနေပြီးတော့ IGCSE အထိကို international ကျောင်းတစ်ခုမှာတက်ရောက်ခဲ့ပါတယ်ပြီးတော့2024ခုနှစ်မှာ IGCSE ဖြည့်ပြီးတော့5 visa နဲ့အောင်တဲ့အတွက် CIC ရပြီးတော့ scholarship ရပြီးတော့ April 2025 OSSD intake မှာစတင်တက်ရောက်ခဲ့ပါတယ်ညီမအနေနဲ့ study abroad သွားဖို့အချိန်မှာ Canada Top University တွေကိုစပြီးတော့စိတ်ဝင်စားသွားတယ်။အဲ့ဒါနဲ့မြန်မာနိုင်ငံအကြောင်းသားတစ်ယောက်အနေနဲ့ဘယ်ကျောင်းကနေပြီးတော့ Canada သွားဖို့အတွက်အကောင်းဆုံးအကူအညီထောက်ပံ့ပေးနိုင်တယ်ဆိုပြီးတော့ research လုပ်တဲ့အချိန်မှာ CIC ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။2025အစပိုင်းလောက်က CIC ရဲ့ Facebook page မှာ Canada offer ရထားတဲ့ကျောင်းသားတွေကိုတွေ့ခဲ့တယ်။အဲ့ဒါနဲ့အခုလက်ရှိတငယ်ချင်းတစ်ယောက်ကလည်း CIC ရဲ့အကူအညီနဲ့ Canada မှာကျောင်းတက်နေတော့သူ့ကိုလည်းလှမ်းမေးကြည့်တဲ့အချိန်မှာသူက CIC ကို highly recommend ပေးရတဲ့အတွက်ကြောင့်ညီမအနေနဲ့လည်းရွေးချယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ CIC OSSC program ကိုတက်ရောက်ခဲ့ရတာအဆင်ပြေခဲ့ပါတယ်။အခုလာမယ့်9လပိုင်းမှာညီမအနေနဲ့ graduate လည်းဖြစ်တော့မှာဖြစ်ပါတယ်။ CIC OSSC က8လရဲနဲ့လည်းတက်လို့ရတယ်။နောက်ပြီးတော့ဆရာမတွေကလည်းသင်ပြကောင်းတဲ့အတွက်ကြောင့် OSSC program မှာကျောင်းတစ်ခုရဲနဲ့လည်းစာအတွက်ကိုလုံလောက်ခဲ့ပါတယ်။ assignments တွေနဲ့ unit test တွေကို regularly လုပ်ပေးရတာစနစ်ကိုလည်းကြိုက်တယ်ဘာလို့လဲဆိုတော့စာမွေးနေ့ကမှစာတွေကိုကောင်းလုံးစရာမလိုဘဲနဲ့ regularly ပုံမှန်လုပ်သွားလို့ရှိရင်ဒီ final grade တွေအတွက်လည်းအဆင်ပြေ။နောက်ပြီးတော့ကျောင်းဘက်ကနေပြီးတော့school events တွေပြည်တွင်းပြည်ပခီးစဉ်တွေကိုလည်းအများကြီးစီစဉ်ပေးရယ် school staff and teachers တွေကလည်း 24/7 support ပေးရော CIC OSSC program ကိုတက်ရောက်ခဲ့တာအဆင်ပြေခဲ့ပါတယ်။ဟုတ်ညီမအနေနဲ့အဓိကစိုးရိမ်ခဲ့တဲ့အချက်ကတော့နိုင်ငံရေးမှာကိုကြောက်ခဲ့မိရယ်နောက်ပြီးတော့ budget လည်း save ဖြစ်တဲ့ international student တွေလည်းလုံခြုံစိတ်ချရတဲ့နိုင်ငံတစ်ခုကိုလိုက်ပြီးတော့ research လုပ်တဲ့အချိန်မှာ Canada အဆင်ပြေတော့ Canada ကိုအခုရွေးချယ်ထားပါတယ်ဟုတ်counselor တွေကတော့စိတ်ရှည်ရှည်နဲ့ education pathway နဲ့ roadmap တွေကိုတေချာဆွဲပေးပြီးတော့ခံမှန်းခြေကုန်ကျစရိတ်တွေကြာချိန်တွေကိုတေချာ counseling ပြုလုပ်ပေးပါတယ်Canada နိုင်ငံကထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ University of Toronto, University of Waterloo နဲ့ TMU ကနေပြီးတော့လည်း offer ရရှိထားတယ်။ဒါအပြင် University of Ottawa ကနေပြီးတော့လည်း Canada $6,000 scholarship ကိုရရှိထားပါတယ်။ဟုတ် scholarship email တွေ့ရတဲ့အချိန်မှာအရင် unexpected ဖြစ်သွားတယ်။ညီမရဲ့ outstanding academic results တွေကို university ကျောင်းဘက်ကနေပြီးတော့အသိအမှတ်ပြုပေးတဲ့အတွက်အရင်ဝမ်းသာမိပါတယ်။ညီမအနေနဲ့အခုလက်ရှိမှာဆိုရင်တော့ Canada University တွေကို recommend ပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Canada University က international ranking တွေမှာလည်းပါပြီးတော့ဟို Canada curriculum ဟာဆိုရင်လည်းအရေးသွေးပြေးသွားတဲ့စနစ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် Canada University တွေကို recommend ပေးချင်ပါတယ်။